အားလုံးပဲမင်္ဂလာပါခင်ဗျာတချင်းရေးဝါသနာပါတဲ့သူတို့တော်များကတချင်းစာသားလယုံနဲ့တချင်းကောင်းတစ်ပုဒ်ဖြစ်သွားပြီလို့ထင်နေကြပါတယ်အမှန်တကယ်တော့တချင်းကောင်းတစ်ပုဒ်ဖြစ်လာဖို့ဆိုတာကတော့တချင်းစာသားလယုံနဲ့လုံးဝမလုံလောက်သေးပါဘူးဆိုတော့ဒီနေ့မှာတချင်းကောင်းတစ်ပုဒ်ဖြစ်လာဖို့အတွက်မဖြစ်မနဲ့လိုအပ်တဲ့အချက်၃ချက်ကိုညောင်းပေးတော့ဖြစ်ပါတယ်အခုလည်းဆိုရင်စလိုက်ရအောင်နံပါတ်1 message ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တေးတချင်းမရိတ်ခင်လေးမှာကိုယ့်ကိုအယုံဆုံးမင်ကိုမရဖြစ်ပါတယ်ဒီချင်းနဲ့ဘာကိုပြောချင်တာလဲပေါ့နော်ဆိုတော့ဒီနေ့ကိုယ့်စီမှာအဓိကကိုပေးချင်တဲ့ message တစ်ခုရှိအောင်ဖြစ်ပါတယ်ဥပမာအဖြစ်အချစ်အကြောင်းလားအသေးခွဲတဲ့ချင်းအကြောင်းလားမျိုးလင့်ချင်းအကြောင်းလားဒါမှမဟုတ်ရင်ဘဝကိုခွန်အားပေးတဲ့ချင်းအကြောင်းရလားပေါ့နော်ဆိုတော့တေးချင်းတစ်ပုဒ်မှာ message တစ်ခုကရှင်းလင်းနေဖို့လိုတာဖြစ်ပါတယ်ဥပမာအဖြစ်အချိန်တွေဘလောက်ပြောင်းပြောင်းငါနှလုံးသားကမင်းအတွက်နေရာတစ်ခုခြံထားစေပဲဆိုတော့ဒီဇာလားရဲ့ message ကမပြောင်းလဲတဲ့အချစ်ကိုပေါ်ပြနေတာဖြစ်ပါတယ် message မရှင်းမှုဆိုရင်တချင်းနားတော်သူရအတွက်ကလည်းဒီချင်းကဘာကိုပြောချင်တယ်ဆိုတာနားလည်ဖို့ခက်ခဲတော့မှာဖြစ်ပါတယ်နံပါတ်2 emotion ခံစားချက်ဖြစ်ပါတယ်ဆိုတော့တချင်းတစ်ပုဒ်ဆိုတာကတော့စကားလုံးတွေပဲစုစည်းထားတဲ့စာပိုက်မဟုတ်ပါဘူးဒီနေ့ကိုယ့်ရဲ့ခံစားချက်ကိုအတန်နဲ့ပေါ်ပြတဲ့အမှုပညာတစ်ခုဖြစ်ပါတယ်ဥပမာအဖြစ်ငါအရန်လွှမ်းနေလို့ရေးမဲ့စာမိုးဆက်ကြတိုင်းမင်းရီတန်ကိုလေကပေဆောင်လာသလိုခံစားရတယ်ကျွန်တော်တို့အဲ့လိုမျိုးရေးလက်ခြင်းအဖြစ်နားတော်သူရဲ့မြင်ကွင်းထဲမှာမြင်အောင်လာပြီးတော့ခံစားချက်ကိုပို့ပြီးတော့ထိရောက်စေမှာဖြစ်ပါတယ်ဆိုလိုချင်တာကတော့တချင်းစာသားတွေထက်ခံစားချက်ပါနေဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ Okay နောက်ဆုံးနံပါတ်3ကတော့ hook မမ်းမိစေတဲ့အပိုင်းဖြစ်ပါတယ်။ဆိုတော့လူတွေတေးတချင်းတဲ့ပုတ်ကိုနားထောင်ပြီးတဲ့အဆုံးပိုင်းမှာလူတွေကဘေးအပိုင်းကိုမမ်းမိနေတယ်လေပေါ့နော်။ဆိုတော့အဲ့ဒီຢာက hook ဖြစ်ပါတယ်။အများအဖြစ်လူတွေမမ်းမိစေတာကတော့ cross အပိုင်းပဲဖြစ်ပါတယ်။ဒါကြောင့် cross ပိုင်းကိုလူတွေမမ်းမိအောင်လူတွေဆိုလို့လွယ်ကူအောင်တချင်းရဲ့အဓိက message ကိုစားပြုတဲ့အနေနဲ့ကျွန်တော်က cross ပိုင်းမှာရေးစဲမှာဖြစ်ပါတယ်။ဆိုတော့ဥမာအဖြစ်မင်းတာပြန်လာရင်ငါရဲ့မနေ့ဖြန်တွေပြန်လင်းလာမယ်ဆိုတော့ဒီလိုမျိုးစာသားတွေကနန်းတော်လူရဲ့စိတ်ထဲမှာအချိန်ကြာအမြဲတမ်းကြံစေခဲ့မဲ့စာသားတွေဖြစ်ပါတယ်ဒါကြောင့်မို့တချင်းကောင်းတဲ့ဖို့ဖြစ်လာဖို့ဆိုရင်နံပါတ်1 message ရှိရမယ်နံပါတ်2 emotion ပါရမယ်နံပါတ်3 hook ရှိရမှာဖြစ်ပါတယ်ဒီအချက်3ချက်ကိုတေချာတည်ဆောက်နိုင်မယ်ဆိုရင်မိတ်ဆွေရဲ့တေးတချင်းတွေကလူရဲ့နှလုံးသားထဲမှာပို့ပြီးတော့ထိရောက်စေမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်မြောက်ပေးတော့တာအချက်3ချက်ဖြစ်ပါတယ်တကယ်လို့များမိတ်ဆွေအနေနဲ့ဒီထဲမှာကပို့ပြီးတော့သိရှင်နေဆိုရင်တေးတချင်းတွေကိုအစအဆုံးဘယ်လိုဖန်တီးရမလဲ verse pre cross cross ကိုဘယ်လိုမျိုးတည်ဆောက်ရမလဲ hooks ဖန်တီးနည်းတွေ emotion ကိုတချင်းစာသားအဖြစ်ပြောင်းလဲဖန်တီးနည်းတွေ lyric ကို professional အဆင့်အထိပြန်လည် edit လုပ်ပြီးတော့အဆင့်လိုက်တေချာအလဲလာရှင်နေဆိုရင် beginner to pro တေးဒီနမ်းမှာအသေးစိတ်သင်ကြားပေးတာဖြစ်ပါတယ်မိတ်ဆွေကစိတ်ဝင်စားတဲ့ဆိုရင်အခုဒီဗီဒီယိုရဲ့ comment မှာတင်တန်းလို့ရေးပေးပါဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ page messenger မှာလာရဆက်သွယ်လို့ရပါတယ်။ Okay အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြရအောင်။